နံပါတ်1ကုသိုလ်မှန်သမျှကိုမမေ့ရဘူးနော်ဒါနကိုလည်းမမေ့နဲ့ဘာကြောင့်လဲကိုယ့်ကိုစောင့်ရှောက်ကယ်တင်မဲ့အရာမှုလို့သူ့ကိုမမေ့တဲ့နှမျိုးရဘူးပေးကမ်းနိုင်ရမယ်တတ်နိုင်သမျှမိမိရဲ့ပမာဏနဲ့ကြည့်ပြီးတော့ပေါ့နော်တခါကြီးမိုက်အဲ့ဒါလိုပေးကမ်းစွန့်ကြဲခြင်းဒီတန်တရားတစ်လျှောက်ကိုယ့်ကိုစောင့်ရှောက်မယ်နောက်ဆုံးနိဗ္ဗာန်ရအောင်သူလည်းပဲဆောင်ကျဉ်နိုင်တဲ့အစွမ်းတတ္တိရှိတယ်ဒါကြောင့်ကိုယ့်ကိုကောင်းကျိုးချမ်းသာပေးမဲ့အရာမှုလို့သူ့ကိုကမေ့ထားလို့မသိဘူးဒါကြောင့်ဒါနသည်ပထမမမေ့တဲ့တရားနော်ပြီးရင်သီလကိုမမေ့တဲ့ဘူးသီလကိုမေ့ရင်တန်တရားတစ်လျှောက်လုံးဒုက္ခရောက်ဟုတ်ရဲ့လားပြီးတော့ဘာဝနာတရားကိုမမေ့ရဘူးကုသိုလ်ကိုမမေ့ရင်အပမာဒဖြစ်တယ်ဒါကိုဦးဇင်းတို့အကျဉ်မပြောလို့ဘူးအကျဉ်ပြောကျင်တာကဘာလဲဒုတိယမမေ့ရဘူးဆိုတဲ့တရားဒုတိယမမေ့ရဘူးဆိုတာကဘာလဲဆိုသဘာဝတရားကိုမမေ့ရဘူးနော်တခါကြီးမိုက်များဘာကိုမမေ့ရဘူးလဲသဘာဝတရားကိုမမေ့ရဘူးအဲ့ဒီသဘာဝတရားဆိုတာက2မျိုးရှိမြင်သာတဲ့သဘာဝရေမမြင်သာတဲ့သဘာဝသဘာဝဘယ်နှမျိုးရှိလဲ2မျိုးရှိတယ်အဓိကကြတာကိုပဲလူရင်းကိုပဲဦးဇင်းတို့တန်းပြောမယ်ဗျာမြင်သာတဲ့သဘာဝဆိုတာဘာကိုပြောတာလဲလို့မေးရင်သူဟာမွေးဖွားလာတယ်နုနုကလေးနော်အဲ့ဒီကနေတဖြည်းဖြည်းနဲ့ရင့်လာတယ်ပြီးတော့ခန္ဓာကိုယ်ဟာသိပ်ပြီးတော့ကြည့်လို့မကောင်းအောင်အိုသွားတယ်အိုတယ်ဆိုတာကောင်းသလားမကောင်းဘူးလူတိုင်းမအိုခြင်းဘူးမအိုခြင်းလို့မို့တတ်နိုင်သမျှပြင်ကြတယ်ဆင်ကြတယ်အမျိုးမျိုးအလှကုန်ပစ္စည်းတွေအမျိုးအမည်တောင်မှအကုန်လုံးမပြောနိုင်တော့အောင်များတယ်မို့လားဒီမြင်လာတဲ့သဘာဝဆိုတာဘာလဲလို့မေးရင်ဒီခန္ဓာကိုယ်ကြီးဟာဝေးဖွားလာတယ်တဖြည်းဖြည်းနဲ့ရင့်ရော်လာတယ်အိုမင်းလာတယ်တဖြည်းဖြည်းနဲ့ခန္ဓာကိုယ်ကချိုယွင်းလာတယ်နာကျင်လာတယ်ကြိုက်ခဲလာတယ်ဦးဇင်းအခုပြောတာတွေထဲမှာစိတ်ကူးရင်စကားပါသလားနာကျင်လာတယ်ကြိုက်ခဲလာတယ်နောက်ဆုံးအိပ်ရတဲ့ဘုံဘုံလဲမယ်သူများကိုလုံးဝအားကိုးရတဲ့အခြေအနေကိုရောက်မယ်ပြီးရင်မသေးခြင်းပဲနဲ့မစွန့်ခြင်းပဲနဲ့ဒီဘဝဒီခန္ဓာကိုစွန့်သွားရမယ်အဲ့ဒီသဘာဝတရားကြီးဟာမြင်သာတယ်ဟင်တခါကြီးမိုက်မြဒါပဂရိမျက်စိနဲ့မြင်ရတယ်မဟုတ်လားအေးအဲ့ဒီမြင်သာတဲ့သဘာဝကိုမမေ့ရဘူးတရားဆိုတာသိပြီးတော့ဟိုမြတ်စွာဘုရားကပုထုဇဉ်တွေရဲ့ဉာဏ်နဲ့မမိတဲ့တရားမျိုးကိုမပြောပါဘူးနောက်တခါကြီးဒီမိုက်တို့ဦးဇင်းတို့တရားကသိခက်လို့တရားကိုဒကာဓမ္မတို့ဦးဇင်းတို့သဘောမပေါက်တာမဟုတ်ဘူးအဲ့ဒီသိခက်လို့သဘောမပေါက်တာမဟုတ်ဘူးဘာကြောင့်သဘောမပေါက်တာလဲလို့မေးရင်ဒီတရားကိုသဘောပေါက်အောင်မကြိုးစားလို့သဘောမပေါက်ဆိုလိုတာကသိခက်လွန်းလို့ဒီပု္ပ္ပာကြီးကိုမတွက်တတ်တာမဟုတ်ဘူးကိုကပြေးလေအောင်မတွက်လို့ကိုဒီပု္ပ္ပာကမပြေးလေဒါကိုပြောချင်တာနော်အဲ့တော့ပထမမမေ့ရဘူးဆိုတာပါလေမြင်သာတဲ့သဘာဝကိုမမေ့ရဘူးအဲ့ဒါကိုယ်ခန္ဓာလည်းဒီတိုင်းပဲကိုယ့်ရဲ့မျက်စိရှိမှအကုန်မြင်နေတာပဲကိုယ်အိမ်မှာလည်းကိုယ်ပဲအင်မတန်အဖို့တန်တဲ့တရားတွေနော်စီဒီကိုနဲ့ဖွင့်เสียမလို့ဘူးနော်တခါကြီးမိုက်များဟိုမဖွင့်ရဘူးလို့ဆိုလိုတာမဖွင့်တာကောင်းပါတယ်ဆိုလိုတာကအဲ့ဒါတဲ့လေးနဲ့တဲ့တရားတွေကိုယ့်အိမ်မှာရှိနေတယ်ဆိုတာကိုပြောတာဟုတ်ရဲ့လားဟိုမှာဟိုအမေအိုဖေအိုတွေရှိတယ်မဟုတ်လားရှိတယ်တိတိကျကျကြည့်ကိုဒီလမ်းကိုရှောင်နေတာတဖြည်းဖြည်းနဲ့ရောက်နေနော်ဒါပေမဲ့လူတွေဟာအဲ့ဒီအခြေအနေမှန်ကြီးကိုရောင်ဝါးဝါးလုပ်ပြီးတော့မတွေ့